ဆိုင်ငယ်ဗတ်မှန်လေးဟာကဘာကြီးတစ်ခုဆက်နေပြောရင်ဒီကောင်ယူနေပြီလို့ဆိုကြမလားခင်ဗျားမြစ်တာတက်ဝင်နေတဲ့မျိုးသမီးလေးနဲ့ဆိုင်ငယ်အတူစီးခွင့်ရတဲ့တနေ့သူ့မျက်နှာလေးကိုဆိုင်ငယ်ဗတ်မှန်လေးကခိုးကြည့်ခွင့်ရတဲ့တနေ့ခင်ဗျားကိုချင်းစာထပ်ပါလိမ့်မယ်ဆရာဆိုင်ခန်းလေးစကား900ရင်တော်ယုံလောကရန်ကိုကြပြရေးပြီးရင်ဆိုင်တယ်အဲ့ထက်ပိုတဲ့လောကရန်ကြတရားဓမ္မနဲ့ရင်ဆိုင်မယ်အဆိုးဆုံးလောကရန်ကြုံတော့လေမင်းသားအနားမှာရှိရင်ပြီးတာပဲလေဆိုပြီးတော့စိတ်ဖြေတယ်အလိုလောဘမကြီးတော့ဘူးဒီဘဝတော့မင်းသားနေခြင်းနဲ့ဒီခန္ဓာကိုမင်းလက်ပေါ်တည်ခြင်းနဲ့မင်းကိုချစ်တယ်မင်းကိုပဲချစ်မယ်မင်းကိုပဲဆက်ချစ်သွားမယ်ဒီဘဝအတွက်လုံလောက်ပြီမို့နောက်ဘဝမှာမင်းရှိမဲ့ဘုံနဲ့ကွက်တိကြအောင်ကုသိုလ်တွေချိန်ဆလုပ်တယ်ဘဝကူးမဲ့ဂရိုးကမက်ဆီမှာမင်းနာမည်လေးထိုးထားလိုက်တော့မယ်